လက်မခံနိုင်ဘူးပေါ်သဘူးအမေကပြောဆိုတော့သေးရဲ့ဟုတ်ပါပြီအမေကဝင်နေတယ်ဝေးထားတာပါအော်အမေချွေးမချစ်တယ်ပြောပြပြဘူးပါနေလေဘုံတော့လေအော်တယ်ဘာကြီးအော်မမသိအကိုလက်မယူပြည့်ကျွန်တော်လက်ပွေပေးမယ်မပညာလုပ်ပြီးမနေ့6မိုင်ကြာယောက်ျားလိုက်ခေါ်ဒီလိုလေးနဲ့ချစ်စရာအဲ့တော့ဟိုတချင်းလေးတော့သွားတည်းရဘယ်တချင်းလေးလဲကိုငယ်တငယ်ကြီးဟူရောငယ်ချမ်းစေတငယ်ကြီးဟူရောငယ်ချမ်းစေတွင်နဲ့ဆုံးတရတာဝမ်းသာဆုံးနိုင်ပဲဟူရောဆုံးရတာဝမ်းသာဆုံးနိုင်ပဲဒီဟောမလီငါပို့လိုက်ပို့မိမဲ့လူတွေအများကြီးဟာဘာလိုက်ကြီးနေယူရလဲကျေးဇူးများတင်ပါတယ်ကျွန်တော်တချင်းလေးတစ်ပုဒ်နဲ့နှုတ်ဆက်ပြစီခင်ဗျာဆောင်းပါစပင်ကစပင်တစ်ထောင်3000ပဲရှိတော့9သိန်းနေအဲ့ဒီမလေးကသွားလေးစီးသေးလေးနေတယ်ဒီဘက်သွားဘာဖြစ်နေလဲအကိုလောက်လိုက်ရင်လားပြီးပြီတမီးပြီးပြီ Okay for what ကျွန်တော်ချင်းလေးတစ်ပုဒ်နဲ့သူမိသားစုလည်းသွားသူ့မေကိုဆွဲကြည့်ရလောက်လည်းပြီးတယ်သူစိတ်တော့ကားပေါ်မစီဘူးအလုပ်တွေဒီလောက်ကြိုးစားလုပ်နေတာကျွန်တော်တို့လူရှိနေပါလေဆိုရင်ဒီသွားတွေကိုစိတ်စီရတာဒီနေ့ကျတဲ့ကင်မာကြီးတွေသွားကြည့်ရွှေမွေးတွေကိုရှေးကြီးတွေပဲကျွန်တော်စူးစမ်းနေတာပါအခုကွန်ပျူတာဟိုဒါစီဗီလီစီစိတ်မကောင်းကျွန်တော်ဟိုကွန်ပျူတာနဲ့တက်ကြည့်လို့အခုရဲလို့စီးပြလေးမရှိလို့ဒီနေ့တော့ဘေးလိမ့်ဘိန်းလေးဘိန်းလေးလေးရလို့ပြီးဦးပြီးမှဆိုပြီးလည်းမပြီးဘူးကိုပြောဒီတဲ့မြင်းတဲ့ကကျွန်တော်တို့ level ကိုစဉ်းစားလာပါတယ်။ဩ။နိုင်ကားပါ။အဲကိုကြီးလေ။ကိုလိုက်နေ။အကိုကလည်းအကိုကဇက်စပြီးထောင်မှာစနွားဆိုရှိတယ်။ကျွန်တော်တို့လူရှင်တွေအကိုပုံစံလိုက်ဘိုးမရှိတော့ဘူးပေးအောင်ဆိုအကင်ပြီးတော့နေစုံတသိန်းစီပဲ။ဒီလိုအောင်မြင်လာပြီးနောက်ပိုင်းမှာပတ်စံနေရတဲ့ရလာတဲ့တောက်ပိုင်းမှာကျွန်တော်တို့ရှိရပတ်စံနေပြန်ချီးရနော်။ဖုန်းဆိုင်တော့မကင်တော့။ဘာတကယ်ပြောတာကဒါပင်မဲနေပြီ။ဒီမှာလုပ်တယ်လည်းလုပ်ရတယ်။ဟုတ်တယ်။မိသားစုအတွက်လည်းအချိန်ပေးရတယ်။အေးမတောင်းစိတ်အားထားလို့လား။ဝေးရည်ဆူလာချတယ်ဘူးခဏနေဟိုကျွန်တော်စူးစမ်းနေရဆိုတာကျွန်တော်မိသားစုတွေတွေ့ပါသူတို့ဆိုင်ကယူနေသူလည်းပြန်ပေးတာမရှိဘူးကိုကြီးကျော်ကားရမှာတစ်ခါလောက်ပြီးတယ်ကျွန်တော်လာမန်နေဂျာရဲ့ state ကို2ဆလောက်ချဲ့ပြီးတော့လုပ်ဖို့စီစဉ်ထားပါတယ်စင်ဘလုံးအဲ့ကြညာကြီးတွေကပိုရောအောင်မယ်သူတို့လည်းမရှိဘူးကျေးဇူးများကြပါတယ်โอเคကျွန်တော်ချင်းလေးဆက်ဆိုအောင်เนาะ4နာရီလည်း꿰နေဆိုတော့ဒါပြီးတာလည်းကျွန်တော်ချက်ချင်းနှစ်ပါးသွားကျွန်တော်ကိုယ်တိုင်တခါလေးထွက်ပြီးကပေးပါမယ်เนาะကျေးဇူးများတင်ပါတယ်ဒီဘောနဲ့တော့ပဋိကံကြရီးရတယ်ဟုတ်ဟိုကြီးဒီလေးပြောတာမှန်ပါတယ်မိသားစုအတွက်ဆိုတာဟုတ်ပါတယ်ပတ်စံတွေအများကြီးဆိုတာသူတို့စီကပတ်စံချီးနေဆိုတာဒါလည်းငါပြောတာပါလာမင်းကြီးကြာရင်မကတာမင်းမကြီးမကခင်ဗျားလည်းရှောက်မတင်လုံးမချောက်ကြီးဟိုကီတာလေးတီးချင်တယ်ဒီကီတာလေးတီးချင်တယ်ရှောက်မတင်ဘူးဒီအခုပြည်စီဘူးကျွန်တော်ပြောချင်တာလာမနေ့အတွက်ကိုညီလေးကပတ်စံတွေဆုထားတယ်အဲ့ဒီပတ်စံတွေအားလုံးဘယ်လိုစီးဆင်းမလဲဆိုရင်ဟော်ရီပရိသတ်တွေအခုလိုမိုးတဲ့လေထဲမှာမကြည့်ဘူးတဲ့ညီလေးကစမ်းအကြီးဆောက်ပေးတာကိုပြောရမမို့အမကျွန်တော်များမသိစိတ်ကစီဝင်စားတယ်အမကားရှိတယ်နော်အကျွေးဆက်ပြီးအမကြည့်မကြည့်လေမာရီယာဖြည်းဖြည်းဒီနားလို့ရမရှိဘူးကျွန်တော်ညီလေးကကျွန်တော်အရင်တော့ကားဝင်ပြီးပြောပြီးပါပြီနော်အခုကိုဝေလိုက်ရတယ်အခုနောက်စကားတစ်ခုတက်ပြောတယ်ပြောလိုက်မယ်နော်အခုနော်ကိုကြီးတွေကားဝင်ပြီးပါဘယ်ပြီးပါညီလေးလို့အရေးကြပါညီလေးလေးတောင်းပြီးမယ်900တော့ပြန်သေးရဲ့လို့ကိုလည်းဘယ်လောက်သွင်းရမှာလဲ30ကျော်ဖို့ဆိုကျွန်တော်စကားတစ်ခုတက်ပဲလေမှတ်တာတော့ဒီမှာလူအယောက်300လောက်ရှိတယ်ကျွန်တော်စကားတစ်ခုပြောတယ်ပတ်ဆက်သွင်းတဲ့ခါကျညီလေးကိုပြောတော့တယ်အဲ့လိုတော့ပြောတယ်နော်အဲ့ဒါလေသူကပြောပါတယ်ညီလေးတို့ကိုပတ်ဆက်သွင်းတဲ့အခါကျရင်ဘယ်ခါလောက်ဖြစ်မလဲဆိုတော့ရီမီဒီယာပြပွင့်နေချိန်တော့ထိန်းချနိုင်တယ်ညီလေးဟာရီရောက်ကညီလေးကိုမြင်ချင်နေတာဟာရီလို့မပြောနဲ့ရိုင်းတယ်လောက်တာပြန်ပြီ
ဒါဟာရီမို့လို့ပါညီတို့ဟာရီကလေဆိုတော့ဗမာစကားအမြဲတမ်းရှုပ်တယ်ဆိုတော့ညီတို့ဟာရီကလေတချို့ကြတယ်ဟက်ကောင်လေးလို့ပါဟဲ့လို့ခွဲတချို့ကြရိုင်းကြတယ်ဒါပေမဲ့ကျွန်တော်တို့အညာမှာကြတော့ဟက်ကောင်လေးဟက်ကောင်မအဲ့လိုခေါ်ကြတယ်အဲ့ဒါကိုတချို့ကြတော့ငါးစိမ့်နေတလားအညာလားအခုအညာပြီးတော့ဒီလိုမအောင်ဘူးဘယ်လိုလဲဆိုတော့ဘယ်လိုလဲတော့ငါတော့အဲ့မှာဒီနေ့နဲ့တမဒီလည်းလဲသူနေကျေးဇူးရိုက်တင်ပါတယ်ကျွန်တော်ကျေးဇူးတဘောနဲ့လုပ်ဆက်ချင်ပါတယ်နော်မလဲတာမဟုတ်ဘူးအဲ့ဒီနှစ်ခုလုံးကအောက်ကနေပြိ အေးကြီးကမလဲတာမဟုတ်အေးကြီးလဲချိန်မရလား အေးအဲ့ဒါ ဟုတ်တယ်မလားကျုပ်သိတယ်နော် အဲ့ဒါမင်းကြောင့်ဘာဟောလဲလာဆိုငါပြရခေါ်လဲဆို ဘာပြောလဲ ငါမရပြန်ပြောတယ် ပြန်ပြော မအားဘူးတဲ့ဓမင်းချက်နေတယ်တဲ့ဟိုဒီမှာဖြာတန်းစီနေရဖြစ်တာကိုသိပြီးပြီလား I know ဆိုတာပါတော့ Oh you see yeah I see yeah you see yes you see ဒီမစီနဲ့တော့စီကလည်း over တော့ and this is chapter the juice this chapter yeah the juice I like this sure my favorite my favorite is the olive really yeah really you sure yes really you sure you sure you sure really sure 毕竟就 yes thank you so much for my followers so I got it ဘာပြောမလဲမသိဘူးအဲ့လောက်ကြောက်တယ်တော့သူနားမလဲတော့ ရတယ်ငါစကားပြန်ရှိတယ် ဟုတ်လား မမီတော့ရှင်းပြအောင် သူဂျပန်လိုဝတ်တာ ဟုတ်လား こんにちはありがとうございますတော့ဘရော အဲ့ဒီလုံးမဲ့ကြတာထမမင်းနဲ့တော့ အန်ဒီဂျပန်လိုတက်တာလား ထိုင်းပြီးဂျပန်သွားမယ်ဆိုတော့ဂျပန်စကားတွေလေ့လာနေ ဟုတ်တယ် ကျွန်တော်ဂျပန်သွားမယ်ဂျပန်သွားပြီးကိုရီးယားသွားမယ်ကိုရီးယားမှာအေးတဲ့အတွက်ဟိုပြောင်းမယ် ပြောင်းပါ ဖင်လန်အောင် ကျွန်တော်ဂျပန်သွားမယ်ဆိုတော့နမိတ်တောင်ပေးသွားပြီ ဗါတဲ့ ဒီမှာဆယ်လမွန်ဟိုမှာဆူရှီဒီမှာဟိုပါလေ ဂျပန်ကရုံး အခုဆောင်းတို့လည်းဂျပန်ပြန်မယ်နော်တကယ်ဂျပန်ပြန်မယ် နောက်ဆုံးပြောပါရှိလဲကြောက်ပါ မကြဘူးအောက်ကျရင်တော့ဘာကြတမ်းမဟုတ်ခိုင်းဘူးမကြအခုသူလည်းဂျပန်ပြန်မယ်အောင်စခုဘုံကြီးကျောင်းဂျပန်ကျောင်းမှာတက်တက်လွတ်သွားစားတာအဲ့ကောင်ပေါ့ Okay thank you လူလူလေးတော့တော်လာမေမေစကေလေးချစ်သူလေးတွေ့မှာပဲဒီဘဝင်းစီကဒီကောင်မလေးကတော့အောက်တက်ချီတယ်ဒီလိုဆန်လို့သူရောက်ကမလာပါမေမေဟိုစားတကောင်းလို့ရေးလိုက်တော့မေ ဒီကိုဒီလေးဒါပေါ်နေချူရစားကြည့်ပါဒီဒီဝမ်းကြီးလေးကိုကြီးပြင်းနေချမ်းစင်းနဲ့တက်ကြည့်နေ အေးနောက်မှာစကားတွေများနေ ချူရနေ ချိုတဲ့ကချင်းဦးခေါ်တယ်你好了，我好了。你好了，我好了。ဘာပြီးတော့ဘာပြီးတော့ဘာလို့လူချင်တာလေးတော့တော့ ရှင်းမပြအောင်ဒီပြိတ္တပြီးတယ်အဲ့လိုမပြောအောင်ဒီကြည့်လိုက်တာ အတီးကလက်ဆက်တယ်ဒါဘာလဲမသိဘူးကြည့်ကြည့်ပြီးတော့ အဲ့ဒါတွေလည်းစားပြီးတော့နောက်မှအိမ်သာမှာတန်းစီရအောင်လို့ ဒါဘလူးကျင်ဒီစားလိုက်ဘလူးရုပ်ပေါ့စားလို့ကောင်းလားကောင်းရင်ညာချင်းဖြတ်ပြီနော်ချီကလေဒါတော့လုံးစားလို့မရဘူး ဟုတ်တယ် လုံးစားလို့မရဘူးဂျာကြီးရေဘာလို့လဲအိတ်နေလားပေါ်စဘူးတညာချင်းဖြတ်ပါစီကနိုင်သွားတာလေဟမ် အဲ့ဒီထည့်ပြီ ဖြတ်မှာလား ရှင်ဘွားလို့ရှင်ဘွားပနာမာတော့သူမထွက်လို့ဆိုပြီးတော့ညာချင်းဖြတ်တာတော့မကျင်တဲ့လို့အခုပြန်ဖြတ်တာအဲ့ဒါ မဖြတ်နဲ့ဖြတ်တယ်ဆုံးဖြတ်အောင်အမတို့ကဇက်ဆရာမို့လို့လားအမတို့ဇက်မို့လို့လားအေးဟုတ်တယ်သူတို့ဇက်ညာကို အဲ့စကားမပြောနဲ့ဒီစကားမင်းသားအောင်စဘူး
ပိုင်တာငါမိသားစုလေ သူတို့ပိုင်တဲ့ကလမ အဲ့ လာ ဒါမိလုံးစီရောက်စားပလိုက်တော့ ဒီကဘာလို့ငါရန်နေတွေ့လက်ညှိုးထိုးပြီးတော့ဒီကိုနေစုလေဘိုးညာအောင်လို့ဒုက္ခပဲအမေကိုမေရော Okay thank you ရောတက်တီလုံးဒီလေကြီးလေ တိမ်စွာနဲ့တော့ကျိုးတော့ပြီးထောက်တန်းပေါ်တင်ထားလိုက်မယ် လမ်းမစွာနဲ့တော့ကျွေးလေးဆက်ခိုင်းလိုက်မယ်ဟုတ်နော် Okay for take my day Baby when you go alone you say City no city day way my way Oh do your lay hello people them oh baby China when you take oh be done So that you can make my day Go my lay around the chile Listen to you come up baby ဘုရားတကောဘုရားရှိလိုက်တော့ပဲ ဘိုးတို့လက်ကဒီလိုက်ပဲလေမကြည့်အောင်200ကတောင်းလို့ဟုတ်တယ်အဲ့ဒါလည်းကိုစိတ်ကနာထားတာလေညီလေးကိုလေဘယ်မှာစကားတာလဲကျွန်တော်ပတ်စံတီးတယ်ကြိုင်နေကြတာ1000နိုင်လည်းမရ9000နိုင်လည်းမရဘူးလူမင်းသားလေးလည်းမသိအဲ့ချစ်စီရလေးငါညီလေးအဲဒီညီလေးအကျွေးဆက်ပေး Congratulations and I'm so happy your dreams come true and also so proud for you and love you so much ကိုရီးယားကနေအားပေးနေပါတယ် အဲ့ဒါဒီမှာလည်းမပြောနဲ့ သူလည်းဒီမှာအပေါ်ကနေအင်္ဂလိပ်လိုရေးလာပြီးအောက်ကျတော့ တကယ်လို့ညီလေးဗမာသားဆိုညီလေးဖက်လာအင်္ဂလိပ်စာကြောကိုယ့်ကိုပေးဖတ်မယ်ပေါ့ဆီယမောက်တော့ပြမယ် ကိုရီးယားကနေအားပေးနေပါတယ်တဲ့ကိုရီးယားလည်းလာခဲ့ပါဦးလေ လာနေနေရှုံးစိတ်ကြီးလို့ ကျေးဇူးများကြီးတင်ပါတယ် အဲ့ဒါပါလေးလေငါသိပါတယ်ဘယ်လိုဖြစ်လဲသိလားဗောလာပြီးတော့ international ဒလန်မှာမွေးတဲ့ဟာ ကျေးဇူးများကြီးတင်ပါတယ် ရောရနေငါကြောင်းနဲ့တော့တယ်လား ကျွန်တော်တို့ဒီချို့တွေကရီမီချောင်းမှာသွားပြီးတော့ကြောင်းတက်နေကြတယ်အလုပ်လုပ်နေကြတယ်ဘလို့ပဲနိုင်ငံတကာမှာပျော်စရာတွေအများကြီး entertainment တွေအပုံပုံနဲ့တွေ့ရပါမယ်မြန်မာဆိုတဲ့တွေ့ရကိုယ့်ရင်ကြည်မှုကိုယ်လူပညာကိုအမြဲတမ်းရင်ထဲမှာရှိကြပါတယ်အဲ့ဒီတော့လူကမှာလှူရှားနေကြတဲ့လူပညာတမားလေးတွေပုံမှာအခုလိုမျိုးအဝေးကနေအားပေးနေကြတဲ့အတွက်ချစ်ခင်ပေးနေကြသိရတဲ့အတွက်အများကြီးဝမ်းသာနေပါတယ်အားပေးမှုနဲ့ထိုက်ကြအောင်လဲအမြဲတမ်းကြိုးစားနေပါမယ်လို့ပြောချင်ပါတယ်ကျွန်တော်အများကြီးတော့မပြောတတ်ပါဘူးကျွန်တော်အများကြီးလည်းတတိမပေးနိုင်ပါဘူးမိသားစုတွေအားပေးတာအားပေးရကြိုးနေအောင်ကျွန်တော်အမြဲတမ်းကြိုးစားနေပါမယ်ကျွန်တော်အဲ့ဒါကိုတော့ဒီချာတတိပေးပါမယ်ကျေးဇူးများတင်ပါတယ် စကားအများကြီးမပြောလို့ပဲဒီတရားပဲပြောသွားတယ် Thank you မြန်မာtraditional international top house ထိုးပြီးတော့မရ ပလမာရဘာတွေပြောနေလဲ အကူကလည်းဂတိပေးသွားတယ်ဒီထက်မကစူးစားပြီးအားထုတ်ပါမလို့ဂတိပေးတယ်ဟိုအန်တီရဲ့ဂတိပေးတယ်ဒီထက်မကသူအိပ်ပါမယ်ဆိုပြီးတော့အိပ်ဒီတော့ကျွန်တော်တို့ဟာလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ဖွဲ့စည်းရေးဖြစ်တဲ့အတွက် Yeah ဒီလေးပြောလို့ပဲ local brand တွေပေါ့ စူးစမ်းမှုတိုင်းဟာအောင်မြင်မှုဆိုရရလာမှာပါစူးစမ်းတဲ့လူတိုင်းလည်းအောင်မြင်နေကြတာလေဆိုတော့ဒီလေးကရန်စူးစမ်းတဲ့တိကျပုံအောင်မြင်အောင်ပါ ဒီလောက်တော့ကြိုးစားနေတဲ့အချိန်မှာမာကြီးမအစာစားလို့ဒီမှာကျင်းသမင်းစားတာမဟုတ် အဲ့တော့ကျွန်တော်တို့ဒီလေးနဲ့တူတူစီနေတက်ခဲ့ပြီ နောက်မှစကားတွေများနေ ချိုးရင်းကြီး ကိုတေးချာချင်ဘူးခေါ်တယ် နေဟာငါဟာဒါပြီးတော့အိုး